ခုမြင်တွေ့နေရတာကတော့တစ်ချိန်ကမွန်လူမျိုးတွေကိုအသားစားလူရိုင်းတဲ့တော်ရေဘလူးများရဲ့အန္တရာယ်ကနေကာကွယ်ပေးခဲ့တဲ့မနုဿတီဟာပဲဖြစ်ပါတယ် เยอะไม่รัดก้าวรานอลกได้ต่อก่อน ဒီမနုဿတီဟာဆိုတဲ့တရားကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရွှေရောင်မြေလို့တင်စားထားကြတဲ့မွန်တို့ရဲ့သူနာဘူမိမျိုးပြတိုင်းပြည်ခေတ်ကတည်းကအမှန်တကယ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါ ตายรอบชิมากูง่ายต่อราจ้า သူနာဘူမိမျိုးပြတိုင်းပြည်မှစတင်ပေါ်ပေါက်လာခဲ့တဲ့ဒီမနုဿတီဟာရဲ့တမိုင်းကမော်လမြိုင်တစ်ဖက်ကယခုကျွန်တော်တို့မြင်တွေ့နေရတဲ့ဘလူးကျွန်းတမိုင်းရဲ့အစလို့သိရပါတယ် กลกได้เลยเหมือนเดิมปุยนี่ตับพ่อยหมอกลกได้ ဒီဗီဒီယိုမှာတော့ကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့ဖျားစီဒီများမှာတွေ့မြင်ရတတ်တဲ့ထူးဆန်းတဲ့နတ်နဲ့ရှင်သေးပေါင်းစထားတဲ့မနုဿတီဟဖြစ်ပေါ်လာရခြင်းဖြစ်ရမှန်နောက်ခံသမိုင်းကြောင်းကိုဘုဒ္ဓသားဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်စောမှာစောဖို့ဒိုးစ ကျွန်တော်တော့ဇာနီပါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မွန်တို့ဌာနေသူနာဘူမိမျိုးပြတိုင်းပြည်ကြီးဟာအယံကိုစီကားလာတဲ့ပင်လယ်စိတ်ကမ်းမြို့ဖြစ်ခဲ့ပြီးမွန်ဘရီတိရိဓမ္မာတောကရာဇာမင်းကမင်းကြီးတရား10ပါးနဲ့အညီအောက်ချုပ်မင်းလုပ်နေပါရီအဲ့ဒီဘရင်တိရိဓမ္မာတောကရာဇာမင်းကြီးမှာအကျင့်သီလစင်ကြယ်ပြီးအယံကိုချောမောလှပတဲ့တုဒ္ဓမာဒေဝီမော်မိဖျားတစ်ပါးရှိပါတယ် စောမှာစောဖို့ဒိုးစ အဲ့ဒီတုဒ္ဓမာဒေဝီမော်မိဖျားဟာယတနာသုံးပါးကိုကြီးညိုကန့်ဆိုင်တယ်လို့ပြည်သူများကိုလည်းအကျင့်သီလစောင့်ထိန်ကြဖို့အမြဲလှုံ့ဆော်တတ်တဲ့အပြင်တိုင်းသူပြည်သားများကိုရေဝဲသားပမာသဘောထားတဲ့အတွက်ပြည်သူများကမိဖုရားကြီးကိုအလွန်တရာမှချစ်ခင်ပြီးမေတ္တာကရုဏာထားကြပါရယ် စထိုရမီယိုင်မီယိုင်ကော့ကေတောက်ဆက်ကြဆက်ကြရနီ အဲ့ဒီအချိန်တုန်းကသူနာဘူမိပြည်ဟာယခုကေလာတတောင်အနာအထိမြို့ရိုးကကျယ်ဝန်းပြီးမြို့ရဲ့အပြင်ဘက်မှာလဲရွာငယ်လေးများနဲ့ဝေါ်ရန်ထားပါရယ်ဒါကြောင့်ကေလာတတောင်ရဲ့တောင်ဘက်ရွာငယ်တွေဟာပင်လယ်နဲ့နီးကပ်တဲ့အတွက်ရွာသူရွာသားများကတငါလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြပါရယ်ဒီနေရာမှာအဲ့ဒီအချိန်တုန်းကပင်လယ်ကမ်းစပ်တစ်လျှောက်မှာမိခိုကျက်စားနေကြတဲ့အသားစားတတော်လူရန်တစုရှိနေပါတယ်အဲ့ဒီခေတ်အခါတုန်းကအဲ့ဒီပင်လယ်လူရိုင်းအသားစားတတော်ကိုမွန်တွေကရေဘလူးလို့ခေါ်ကြပါတယ်ပင်လယ်ကြောက်ဆောင်တွေမှာတွဲကပ်နေကြတဲ့ရေဘလူးဆိုတဲ့ဒီလူရိုင်းတတော်ဇိုးတွေကိုဘလူးမကြီးကဦးဆောင်ပြီးအစာကတငါးတွေစုပ်ပစ်တဲ့ငါးပစွန်အပုတ်အကောင်တွေကိုစားသုံးကြပါရယ်ဒါပေမဲ့နှစ်တွေကြာလာတဲ့အခါအဲ့ဒီရေဘလူးတွေကအင်အားများလာကြတဲ့အပြင်ပုံမအသိရဲလာကြပြီးလူတွေစုပ်ပစ်တဲ့ငါးပစွန်တွေကိုမစောက်တော့ပဲတငါးတွေကိုတိုက်ခိုက်ကငါးပစွန်တွေကိုလူယူစားတောက်လာကြပါရယ်နောက်ပိုင်းမှာတော့ညဘက်အချိန်တွေမှာပင်လယ်ကမ်းစားနဲ့နီးတဲ့ရွာတွေစီအုပ်စုလိုက်ဝင်လာကြပြီးကျွဲနွားများနဲ့အိမ်မွေးတိရစ္ဆာန်များအပြင်မွေးကင်းစကလေးငယ်များကိုပါဖမ်းယူတဲ့အထိဖြစ်လာကြပါတယ်အဲ့ဒီရေဘလူးတွေကတာမာထွားချမ်းကြသလိုအင်အားလဲများလာတဲ့အတွက်တာမာရွာသားတွေမတွန်းလာရဲကြပဲရေဘလူးတွေရဲ့အန္တရာယ်ကိုခံနေရရှာပါတယ်ဒါကြောင့်ရေဘလူးတွေတက်စားနေကြတယ်ဆိုတဲ့သတင်းဆိုးကြီးတ
တူနာဘူမိမြို့ထဲအထိချင်းချောက်ပြနှလာပြီးတိုင်းသူပြည်သားတွေကလည်းခြောက်ချားတုံလှုပ်လာကြပါရင်ရေဘလူးတွေဟာတငါရွာတွေစီကမွေးကင်းစကလေးငယ်တွေမကတော့ပဲတူနာဘူမိမြို့ထဲကကလေးငယ်များကိုပါတိုက်ယူဖမ်းစားတဲ့အထိအသိရဲလာကြပါရင်กลกได้เลยมาเดินปุยยะพ่อยหมอกลกได้พ่อยหมอโมเดนกหมอไปในชิมฮอดกลกได้เลยมาเดินปุยนี่ตาพ่อยหมอกลกได้ဒီလိုအချိန်မှာနန်းတော်ထဲကသူတမဒီဝီမိဖုရားမှာပရိသေကိုဝန်ရှိနေတဲ့အတွက်ပြည်သူများကသူတို့ချစ်တဲ့မိဖုရားကြီးအတွက်စိတ်ပူလာကြပြီးရေဘလူးများရဲ့တရင်စိုးကြီးကိုဘရင်ထံလျှောက်တင်ကြပါတယ် เยอะไม่รัดก้าวรางอลกได้ต่อก็จอบมาดวดังสวนาภูมิตุยกลายรอบชีมากุ้งง่ายต่อระจาย ဘရင်နဲ့မိဖုရားကြီးလည်းအော်ထိတ်လန့်သွားကြပြီးကင်းဆောက်တတ်သားများစေလွတ်ကာညဘက်တွေမှာတူနာဘူမိမြို့ထဲကင်းလှည့်စေပါတယ် เยอะสกปนันดอเกตเลยอย่างแมงมัวก็ไม่นั่งดุยอาปายกะโลกต่อสมหอดงี้ မကြခင်မှာသူတမဒီဝီမိဖုရားကချစ်စရာကောင်းတဲ့သားတော်တစ်ပါးဖွားမြင်လာပြီးဘရင်နဲ့မူးမများကမွေးကင်းစားသားတော်လေးအတွက်အာဏာရတစုံတရာမကြရောက်လေအောင်နန်းတော်အနှံ့ကင်းချလိုက်ပါရင်မိဖုရားကြီးကလေးမွေးတဲ့တရင်ကတရန်တပြည်လုံးပြန့်နှံ့လာပြီးပင်လယ်ကမ်းစပ်ကဘလူးတွေလည်းကြားသိသွားပါရင်ဒါကြောင့်ခေါင်းဆောင်ဘလူးမကဒီတစ်ချိန်မှာမိဖုရားမမွေတဲ့ဘရိသားတော်ကိုစားကြတော့မှဖြစ်ကြောင်းကြွေးကြော်လိုက်ပါရင်ဒါကိုတငါသည်တွေကရဲမိသွားပြီးညတွင်ချင်းနန်းတော်စီသတင်းပို့ကြပါရင်ဒီလိုနဲ့တညမှာအသားစားတတော်ရေဘလူးလူရန်အုပ်စုဟာဘရိသားတော်ကိုစားကြတော့မှဖြစ်တဲ့အတွက်တူနာဘူမိနန်းတော်စီခြေသက်လန်နေတာကိုညအမောင်တုတဲ့မြင်နေရတဲ့တပ်သားများကတိုက်ခိုက်ဖို့အသည့်ဆောင်နေကြပါရင်ဒီအချိန်မှာမိုးရဟန္တာများဖြစ်ကြတဲ့အရှင်သောနာနဲ့အရှင်ဥတ္တရမထေရမြတ်နှစ်ပါးတို့ကဒီတိုက်ပွဲကိုတားဆီးဖို့အတွက်ရေဘလူးထက်နှစ်ဆကြီးမားတဲ့နတ်ဦးကောင်းနဲ့ချင်းသေးနှစ်ကောင်ကိုလုံးတရံဖန်ဆင်းပြီးရေဘလူးအုပ်စုအရှိရလိုက်ပါတယ်ရေဘလူးတွေကမနုဿတိဟအကောင်ကြီးကိုကြောက်လန့်သွားကြပြီးထွက်ပြေးဖို့အင်အားတော်မရှိတော့ဘဲကြောက်ဒူးတုံကသူတို့ကိုမတတ်ဖို့ဝန်ချတောင်းပန်လာပါတယ်။ဒါကြောင့်မနုဿတိဟကအတင်တို့အနေနဲ့လူသားတွေနေထိုင်ရာမြို့ရွာတွေမှာနောက်ထပ်ဘယ်တော့မှထမလာတော့ကြောင်းလူသူမရှိတဲ့ဟိုအဝေးကကျွန်းစီတွားနေတည်ကြောင်းမိတ်ကြပြီးအပီးအပိုင်းနှင်ထုတ်လိုက်ပါတယ်။ရေဘလူးတွေဟာချောင်းစုံချောင်းဝများဆောင်ရာအဝေးကကျွန်းကြီးစီညတွင်ချင်းထွက်ပြေးသွားကြပါတယ်အဲ့ဒီအချိန်ကနေစပြီးဘလူးတွေနေတဲ့ကျွန်းအဖြစ်ကနေဘလူးကျွန်းလို့ယနေ့တိုင်ခေါ်သွင်းလာကြပါတယ်ဒီအဖြစ်ဖြစ်ပွားပြီးနောက်ပိုင်းမူလူမျိုးတို့ဟာအရှင်သောနာနဲ့အရှင်ဥဒ္ဒရယဟန္တာမထေရမြတ်နှစ်ပါးရဲ့မိန့်ကြားချက်အရမနုဿတိဟရုပ်ထုကိုယုံကြည်မှုတရားအနေနဲ့ဖျားเจ้าကံစီဒီများနဲ့မွန်ဖူးကြီးเจ้าများသာသနိကအဆောက်အုံတွေမှာတိုးလုံးထားရှိတာယနေ့အထိပဲဖြစ်ပါတယ်
ဒါအပြင်အရင်ကမွန်ဒေတာတွေမှာကလေးငယ်တွေတစုံတရာကိုထိတ်လနေရင်ဒီဂါထာနဲ့မနုဿဒီဟအယုတ်ကိုထားရွက်မှာရေးဆွဲပြီးပခက်ပေါ်မှာချိတ်ဆွဲထားကြသလိုတချို့မော်အိမ်တွေမှာအိမ်ဝင်ပေါက်တကားဝမှာလည်းယနေ့တိုင်ချိတ်ဆွဲထားတတ်ကြပါရင်ဒီဂါထာတော်နဲ့မနုဿဒီဟယုတ်ထုကဆုံးကွေအောက်လားနဲ့မကောင်းဆိုးဝါးဘေးအန္တရာယ်များကနေအမှန်တကယ်ကင်းဝေးစေပြီးယနေ့အထိမွန်လူမျိုးတွေယုံကြည်နေကြဆဲပဲဖြစ်ပါကြောင်းဘုဒ္ဓတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလဲရပါတယ်